တဲ့ခီးမှာဒုံတယောက်ကိုလည်းခေါ်သွားခြင်းနဲ့ပြောပါတယ်။ဈေးထဲမှာတော့ခါခါရှိကခူရဲနိုင်တဲ့အာဆူမာကိုတူတီနီယာမှာဆာစကဲနဲ့ချိန်ထားတာကြောင့်စောင့်နေရလို့ပြောပါတယ်။ဆာစကဲဆိုတဲ့အတန်ကြားလိုက်ရင်ဆိုင်တွေကဝင်းရုံနဲ့လူတွေကလှုပ်ရှားသွားပြီးခါခါရှိကလည်းအဲ့ဒါကိုချိန်ပြီးလို့ဆာစကဲရောက်လာတဲ့အချိန်အာဆူမာကိုအချက်ပြလိုက်ပါတယ်။နာရူတိုကတော့ရာမန်ဆိုင်မှာလက်မှတ်ပြောက်သွားလို့တိုင်ပတ်နေပြီးတစ်ဖက်မှာလူသိန်းမြောင်းနဲ့ဂျိုနီကဖိတ်တိုက်ပြကြပါတယ်။လူသိန်းကလည်းသူ့ရဲ့ခမောင်းနဲ့ဝင်းရုံကိုဖွင့်လိုက်ပြီးသူ့ရဲ့နာမည်ကတော့ဦးချီယာအီတာချီလို့ခေါ်ပါတယ်။နောက်တစ်ယောက်ကတော့ဟိုရှိကာကီကီတာမဲလို့ခေါ်ပြီးလူမဟုတ်တဲ့အပြင်ကတိုင်းမျက်နှာမှာ၅ဘက်ဟက်တွေပါတဲ့သူဖြစ်ပြီးဒီနိုင်ငံအီကွေးကိုလုတ်တံတက်ခတ်မှုမှာတန်တရားရှိတဲ့အတွက်နိုင်ငံတကာရဲ့အလိုရှိစီရင်ကိုပြိုးရနေတဲ့အောင်ပြောက်ဖြစ်ပါတယ်။အဲဒီနောက်စတင်တိုက်ခတ်ကြပြီးကီစာမဲကသူ့ရဲ့ပတ်တီးတွေပတ်ထားတဲ့ဓာတ်ကြီးနဲ့တိုက်ရင်အာဆူမာရဲ့ပကုံးကိုဓာတ်ရဲ့စူးကျုံနေနဲ့ဆွဲချလိုက်ပါတယ်။ခူရဲနိုင်ကတော့ဂန်ဂျီစုသုံးပြီးအီတာချီကိုတိုက်ပေမဲ့တကယ်တမ်းဂန်ဂျီစုအသုံးခံလိုက်ရတဲ့သူကသူ့ပဲဖြစ်နေပြီးဒီထဲကိုကန်ချခံလိုက်ရပါတယ်။